ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်ညီကိုတွေကိုကျွန်တော်ဘုသူတအနေနဲ့မျှဝေပေးချင်တာပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်တချင်းကိုဘလို့နားထောင်ကြလဲပေါ့နော်။တချင်းကိုဘလို့နားထောင်ကြလဲလို့ပြောတဲ့အခါမှာတယောက်နဲ့တယောက်မတူဘူးဆိုတော့ကျွန်တော်မှတ်ထားရမယ်။ဥပမာကျွန်တော်က player သမားပေါ့နော်။ကျွန်တော်တီးတာတွေကိုပို့ပြီးတော့စိတ်ဝင်စားတယ်။ဒီတီးပြတဲ့ဟာတွေပေါ့နော်။ဂီတာတီးတာ piano တီးတာဆိုရင်ကျွန်တော်တချင်းနားထောင်တဲ့အခါမှာကျွန်တော်ရဲ့နာအဲ့ဒီတီးတာတွေကိုပို့ပြီးတော့အာယုံထားပြီးနားထောင်တယ်ပေါ့နော်။ဘလို့တီးလဲအဲ့လိုတိတိလေးအတန်တိုးတိုးလေးတီးတာအစားကြားအောင်လုပ်လိုက်ပြီးတော့နားထောင်တယ်ပေါ့နော်။အဲ့ဒါကျွန်တော်တပိုင်းပေါ့။နောက်အဆိုရာဝါသနာပါတဲ့လူတွေကြတော့တချင်းကိုကျွန်တော်တပုတ်လုံးကိုဖွင့်ထားတဲ့အခါမှာအဆိုတော့ဘလို့ဆိုတယ်လေအတန်အနှိမ့်မြင့်နေရဘာတွေရှိလဲဆိုတာကိုကျွန်တော်နားထောင်တယ်တပိုင်းเนาะအဲ့တော့ကျွန်တော်တီးတဲ့လူကကြတော့လေဘာတွေတီးတာလဲဘလို့တွေတီးတာလဲနားထောင်တယ်ဆိုတဲ့လူကကြတော့လေဘလို့ကီးတွေနဲ့ဆိုလဲဆိုတော့နားထောင်တာတပိုင်းနောက် theory ပေါ့နော် theory ဘိုင်းတွေကိုလိုက်တဲ့ညီကိုတွေလည်းရှိတယ်ပေါ့နော်သူတို့ကကြတော့ဘယ်လိုပြောမလဲလက်ကွက်ဖွဲ့စည်းပုံတွေကိုလိုက်ပြီးတော့လေ့လာတာပေါ့နော်ဥပမာတချင်းနားထောင်တဲ့အခါမှာသူတို့ကကြတော့ timing တွေလိုက်နားထောင်တာပေါ့ဒါဆို4 timing 3 timing အဲ့လိုနားထောင်တဲ့အချိန်မှာသူတို့ကအဆိုတော်တွေဆိုတဲ့အတန်ကိုဂရုမစိုက်ဘူးเนาะသူတို့မကြောက်သူတို့နားထောင်တာဘယ်လိုတီးလဲဆိုတာကိုပဲသူကနားထောင်တာ timing တွေကဘယ်လောက်တီးလဲပေါ့เนาะဘယ်လိုတီးလဲပြီးတော့အဲ့မှာတချင်းတစ်ပုတ်လုံးမှာခြုံငုံပြီးတော့မှသူကလေ့လာပေါ့เนาะ chord ဆိုလက်ကွက်တွေကဘာလက်ကွက်တွေဖြစ်နိုင်လဲသူရဲ့ chord ဖွဲ့စည်းတဲ့ပုံစံတချင်းဖွဲ့စည်းတဲ့ပုံစံဘယ်လိုဖွဲ့စည်းထားလဲဆိုတာကိုသူကလေ့လာတာပေါ့เนาะအဲ့လိုမျိုးပညာရှင်တွေရှိတယ်ဆိုတော့တယောက်နဲ့တယောက်ကျွန်တော်တို့မတူတဲ့အတွက်ကြောင့်မလို့တချင်းကိုကျွန်တော်တစ်ခေါက်တည်းဖွင့်ပြီးတော့နားထောင်တာမှန်ပေမဲ့ကြားလိုက်တဲ့ပုံစံချင်းမတူเนาะအဲ့လိုမျိုးပေါ့တချို့လူတွေကြတော့ခြုံပြီးတော့နားထောင်တယ်ကျွန်တော်ဆိုရင်တချင်းနားထောင်တာဘယ်လိုနားထောင်လဲဆိုကျွန်တော်ဒီတချင်းကိုအရန်ကြိုက်တယ်ပေါ့နော်ကြိုက်တယ်ဆိုကျွန်တော်အဲ့တချင်းကိုအနည်းဆုံးအခါ200 300လောက်ကျွန်တော်နားထောင်တယ်အဲ့တချင်းကိုပဲမိုးလင်းကနေမိုးချုပ်ပေါ့နော် repeat လုပ်ထားလိုက်တယ် repeat လုပ်ပြီးတော့ဒါပဲတချင်းလုံးနားထောင်တယ်အဲ့တော့ကျွန်တော်ကဒီတချင်းကိုနားထောင်တဲ့အခါမှာကျွန်တော်အနေနဲ့ဆိုရင်ဘာတွေနားထောင်လဲဆိုတော့အဆိုတော်ဆိုတာကိုကျွန်တော်ကနားထောင်တယ်ပထမတစ်ခေါက်ပေါ့နော်တချင်းကိုအဆိုတော်ဘယ်လိုဆိုတာလဲနားထောင်တယ်ပြီးပြီဆိုရင်ကျွန်တော်ကနောက်သူဘယ်လိုဆိုလဲဆိုတော့ကျွန်တော်သိသွား harmony တွေကဘယ်လိုမျိုးတွေလိုက်ကြလဲဘယ်နေရာလေးမှာပဲ aura မျိုးလေးရှိလဲအဲ့လိုမျိုးလေးနားထောင်တယ်နောက်ပြီးတော့မှကျွန်တော်ဘယ်လိုလက်ကွက်တွေနဲ့သူကတီးပြီးတော့ဆိုတာလဲပေါ့နော်ဟာဘာလားဟိုဘာလားဆိုတော့ကျွန်တော်လက်ကွက်တွေလိုက်ပြီးတော့ဘယ်လိုဆိုလဲပေါ့နော်သူဆိုတဲ့အတန်လေးနဲ့ကျွန်တော်လိုက်ပြီးတော့ဖမ်းပြီးတော့နားထောင်တယ်ဘာလက်ကွက်တွေပါနိုင်လဲလို့ခံမှန်းတာပေါ့နော်ဒါဆိုရင်ဘာမေဂျာဖြစ်လောက်လဲ E မေဂျာ E အတန်လားအတန်လိုက်ပြီးတော့တည်ပြီးတော့စမ်းသက်ကြည့်ရပေါ့နော်အဲ့လိုမျိုးရှိတယ်နောက်ပြီးပြီဆိုတော့မှကျွန်တော်ကအဲ့ထဲမှာပါတဲ့ instrument တွေလိုက်နားထောင်တယ်အဲ့ဒါကျွန်တော်တခြားနားထောင်တာပေါ့နော်ဒီတချင်းတစ်ပုတ်မှာဆိုရင် drum beat ကအဓိကအခန်းကဏ္ဍမှာရှိနေရလားဒူချက်ဒူချက်ဒူချက်တချင်းတစ်ပုတ်လုံးကွာထိန်းထားတဲ့ဂီတရှိတယ်ပေါ့နော်ပြောမယ်ဆိုရင် instrument ပေါ့ instrument ဆိုတာတူရီယာပေါ့ဘယ်တူရီယာဒီတချင်းမှာပို့ပြီးတော့မှအသားပေးပြီးဒီတချင်းကိုပန့်ဖိုးပေးထားရလဲဆိုတာကိုကျွန်တော်နားထောင်တယ်ဥမာတချို့တချင်းတွေမှာဆိုရင်ဂီတာတီးတာပါတယ်ဂီတာတီးတာမှာဂီတာကို3လုံးလောက်သူကထည့်ပြီးတော့တီးထားတာမျိုးတွေရှိတယ်ပေါ့နော်တချို့တချင်းတွေမှာကြတော့ piano ပို့ပြီးတော့လှလှလေးထည့်ပြီးတော့တီးတာမျိုးတွေရှိတယ် solo မှာ piano ထည့်ထားတယ် intro မှာ piano ထည့်ထားတယ်အဲ့လိုမျိုးလေးပေါ့တချို့တချင်းတွေကြတော့ intro မှာ piano ထည့်ပြီးတော့ solo လဲကြတယ်ကြာ guitar နဲ့တီးတာလည်းရှိနိုင်တယ်လို့ဒီတရောထိုးပြီးတော့တီးသွားတာဟာမျိုးလေးလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီတချင်းတစ်ပုတ်လုံးခြုံပြီးတော့မှကျွန်တော်အနေနဲ့ဆိုရင်ဘာ instrument အနေနဲ့တီးတာလဲတချင်းတစ်ပုတ်လုံးမှာဆိုရင်တရောပါတယ်သူ့တချင်းမှာဆိုရင်ပေါ့နော် drum ပါတယ်ပြီးတော့ guitar ပါတယ်လိလည်းပါသေးတယ်နောက်ပြီးတော့ပလွေလဲပါတယ်ပြီးတော့ဘာဂျာလဲပါတယ်ဟာဒီတချင်းကအဲ့လိုမျိုးထူးခြားတယ်ပေါ့နော်တချင်းတစ်ပုတ်လုံးခြုံပြီးတော့အဲ့လိုမျိုးဘာ instrument တွေသုံးထားလဲဆိုတော့ကျွန်တော်နားထောင်တယ်ပြီးဆိုတော့မှဘယ်နေရာမှာဘယ်လိုမျိုး तू ကတချင်းကိုတီးထားရလဲပေါ့နော် producer တွေကထုတ်တဲ့လူတွေတီးခတ်တဲ့လူတွေ music producer တွေပေါ့နော် तू ကဘယ်လိုထုတ်ထားရလဲဘယ်လိုတီးလဲဆိုတော့ကျွန်တော်ကနားထောင်တယ်အဲ့လိုမျိုးပေါ့နော် तू တီးတဲ့ပုံစံလေးနဲ့အဲ့လိုမျိုးနားထောင်တယ်ပြီးပြီဆိုရင်ကျွန်တော်ကဘာနားထောင်သေးလဲဆိုရင်တချင်းစာသားတွေကိုနားထောင်သေးတယ်တချင်းစာသားတစ်ချောင်းနဲ့တစ်ချောင်းရဲ့အပေးယူမျှလားပြီးတော့တချင်းလေးကဘယ်လိုမျိုးအကြောင်းအရာမျိုးဖွဲ့ထားတာလဲဒီခန်းစားချက်နဲ့ရောလိုက်ဖက်လားဒါမှမဟုတ်တချင်းစာသားနဲ့တီးထားနဲ့တခြားစီဖြစ်နေသလားအဲ့လိုမျိုးပေါ့နော်ပြန်ပြီးတော့သုံးသက်ပြီးတော့မှကျွန်တော်နားထောင်တာဒါကြောင့်မလို့တချင်းတစ်ပုတ်ကိုနားထောင်တာချင်းတူတယ်ဆိုရင်တော့မှကျွန်တော်တို့နားထောင်တဲ့ပုံစံကွာတယ်ဥပမာဆရာတွေပေါ့နော်ဒီဆရာဥပမာ leak တီးတာကိုသူကစိတ်ဝင်စားတယ်ဝါသနာပါတယ်ဆိုရင်တော့သူက leak ကိုဒီတချင်းတစ်ပုတ်လုံးရဲ့ leak တီဘယ်နေရာမှာတီးလဲဘယ်လိုတီးလဲဆိုတာကိုတော့ပို့ပြီးတော့အသားပေးပြီးတော့သူကနားထောင်မှာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ညီကိုတွေကရောဘာဝါသနာပါတာလဲဘာကိုဦးစားပေးပြီးတော့တချင်းကိုနားထောင်လဲဆိုတာကိုကျွန်တော်အနေနဲ့မျှဝေပေးတာပေါ့နော်ကျေးဇူးတင်ပါတယ်